ထိုင်းနိုင်ငံချန်တပူရီခရိုင်မှာရှိတဲ့ခေါင်ကိချကုတ်မြို့သားဥယျာဉ်ဟာထိုင်းနိုင်ငံသားတွေတာမကနိုင်ငံတကာခရီးသွားတွေကြားမှာပါအထူးထင်ရှားတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒီဥယျာဉ်ရဲ့အကျော်ကြားဆုံးအချက်ကတော့ခေါင်ဖရာဘတ်တောင်ထိပ်ပေါ်မှာရှိတဲ့ဗုဒ္ဓခြေတော်ရာပဲဖြစ်ပါတယ်။ပင်လယ်ရေမျက်နှာပြင်အထက်1050မီတာအမြင့်မှာတည်ရှိပြီးထိုင်းနိုင်ငံမှာအမြင့်ဆုံးနေရာမှာရှိတဲ့ခြေတော်ရာတစ်ခုအဖြစ်သတ်မှတ်ကြပါတယ်။ Floating Rock လို့ခေါ်တဲ့အလွန်ကြီးမားပြီးထူးဆန်းတဲ့ကြောက်တုံးကြီးတစ်တုံးလည်းရှိပါတယ်ဒီနေရာကိုတစ်နှစ်ပတ်လုံးတွားရောက်လို့မရပါဘူးအများအားဖြင့်ဇန်နဝါရီလနှောင်းပိုင်းကနေမတ်လဧပြီလအစပိုင်းအထိနှစ်စဉ်နှစ်လခန့်သာအများပြည်သူဖူးမြော်ခွင့်အတွက်ဖွင့်လှစ်ပေးပါတယ်တောင်ပေါ်ကိုတက်ရတာဟာအလွန်စိတ်လှုပ်ရှားဖို့ကောင်းပြီးအဆင့်နှစ်ဆင့်ရှိပါတယ်အောက်ခြေဘုရားကျောင်းဝတ်ထဝမ်ကနေ၄ဘီးရက်၄ဦးတိကတ်ကားတွေနဲ့တက်ရပါတယ်လမ်းကအလုံးမဆောက်ပြီးကွေးကောက်တဲ့အတွက်ကားမောင်းသမားတွေရဲ့ကျွမ်းကျင်မှုကတကယ်ကိုရင်ခုန်စရာပါကားကိတ်ဆုံးတဲ့နေရာကနေတောင်ထိပ်ကခြေတော်ရရှိရာအထိ2ကီလိုမီတာခန့်လေကားထစ်တွေတိုင်းလမ်းလျှောက်တက်ရပါတယ်ခြေတော်ရမှာစုတစ်ခုတည်းကိုပဲအာယုံစိုက်ပြီးတောင်းရင်ပြေးရတယ်လို့ဒေသခံတွေယုံကြည်ကြပါတယ်ခြေတော်ရကနေရှေ့ကို4ကီလိုမီတာခန့်ဆက်သွားရင်အနီရောင်ဝစ်စတွေခြိထားတဲ့နေရာရှိပါတယ်အဲ့ဒီအဝတ်စပုံမှာနာမည်နဲ့ဆူတောင်းစာတွေရေးပြီးချီနှောင်ခဲ့ကြပါတယ်ဖျားပူးယုံတာမကဒီဥယျာဉ်ထဲမှာဂရဒိန်ရေတကွန်လိုမျိုးလှပတဲ့ရေတကွန်တွေနဲ့တဘာဝတောတောင်လှတွေကိုလည်းခန်းစားနိုင်ပါတယ်ဖျားပူးရာသီတွင်းမှာလူအလွန်များတဲ့အတွက်အားလျက်တွေထက်ကြားရက်တွေမှာသွားတာပိုအဆင်ပြေပါတယ်ညဘက်တက်ပြီးမနက်အာယုံတက်အလှကိုကြည်တာကလည်းလူကြိုက်များတဲ့ခရီးစဉ်တစ်ခုဖြစ်ပါတယ်